အားလုံးပဲမင်္ဂလာပါ Premier League ကလပ်တင်ဖြစ်တဲ့ Manchester United အသင်းကတော့ပြီးခဲ့တဲ့နွေရာသီ transfer window တုန်းကအငှားချထားတဲ့အသင်းရဲ့ကစားသမားတွေအားလုံးကိုကျွန်တော်တို့လာမယ့်နွေရာသီ transfer window မှာအငှားကနေပေါ့လေသူတို့ပြန်လာတယ်ဆိုရင်ကလပ်တင်ကတော့ဒါကျွန်တော်တို့အသင်းအနာဂတ်အစီအစဉ်တွေမှာထည့်သွင်းထားခြင်းမရှိတော့တဲ့အခြေအနေကြောင့်မို့လို့ကစားသမားအားလုံးကိုရောင်းချသွားတော့မယ်ဆိုပြီးဖော်ပြထားတယ်ဆိုတော့လက်ရှိအနေထားရပေါ့လေဒါကျွန်တော်တို့ဒီ Manchester United အသင်းကတောင်ပံကစားသမားဖြစ်တဲ့ Marcus Rashford ကိုသူတို့ဘာစီလိုနာမှာအငှားချထားတယ်ဒါကျွန်တော်တကယ်လို့ဘာစီလိုနာကကစားသမားကိုအပိသက်မခေါ်ယူဘူးဆိုရင်လည်းသူတို့ကအပိသက်ရောင်းချသွားဖို့တခြားသောအသင်းကိုရောင်းချဖို့ Manchester United အသင်းဘက်ကစီစဉ်ထားတယ်ဆိုပြီးဖော်ပြထားတယ်ဆိုတော့ Marcus Rashford ရဲ့နေရာမှာအစားထိုးနိုင်ဖို့ Manchester United အသင်းဘက်ကဝင်ကစားသမားတွေရှာဖွေနေပြီးတော့မှလက်ရှိမှာတော့ကိုမိုတင်းနဲ့ခြေစွမ်းပြနေတဲ့ဒါကျွန်တော်တို့ကစားသမားဖြစ်တယ်ပေါ့လေ Jesus Rodriguez ကိုခေါ်ယူဖို့ Manchester United အသင်းတာဝန်ရှိတဲ့သူတွေကစိတ်ဝင်စားနေတယ်ဆိုပြီးဖော်ပြထားတယ်လက်ရှိမှာ Jesus Rodriguez နဲ့ပတ်သက်ပြီးတော့မှဥရောပရဲ့ထိပ်တန်းကလပ်အသင်းတွေကလည်းတောက်လျှောက်ခေါ်ယူဖို့ကြိုးပမ်းနေတဲ့အနေအထားလည်းဖြစ်တယ်ပြီးခဲ့တဲ့နွေရာသီ transfer window တုန်းကမှရေဘတ်တဲ့အသင်းစီကနေပြောင်းရွှေ့စေယူရိုတန်း30ကျော်နဲ့ဒါကိုမိုတင်းကခေါ်ထားတာဖြစ်ပြီးတော့မှနီးပြဖြစ်တယ်ပေါ့လေဒါ Fabricat လက်ထက်မှာတောက်လျှောက်ခြေစွမ်းပြနေပြီးတော့မှဒါကျွန်တော်တို့ပေါ့လေစုစုပေါင်းပွဲစဉ်အနေနဲ့ဆိုရင်28ပွဲကစားထားတယ်8ဂိုးသွင်းယူပြီးတော့မှ3ဂိုးဖန်တီးထားပြီးတော့မှဥရောပရဲ့အကောင်းဆုံးကစားသမားစင်းထဲမှာပါနေတယ်ကစားသမားတစ်ယောက်လည်းဖြစ်တယ်ဒါကြောင့်မို့လို့ဒါကျွန်တော် Real Madrid အသင်းကလည်းခေါ်ဖို့စိတ်ဝင်စားနေတဲ့နေရာမှာ Manchester United အသင်းကပါကျွန်တော်တို့ပေါ့လေဒီကစားသမားကိုခေါ်ယူဖို့ကြိုးပမ်းလာတာဖြစ်တယ် Manchester United အသင်းကတော့အမှန်တမ်းပြောရင် Jesus Rodriguez တစ်ယောက်တည်းကိုပဲခေါ်ယူသွားမှာမဟုတ်ဘဲနဲ့တခြားသောတောင်းပန် option တွေကိုလည်းပြစ်မှတ်ထားနေပြီးတော့မှဒီထဲမှာတော့ဒီဗီဒီယိုတော့ Tosna 169ကပုံပို့ထားပြီးတော့မှအကယ်၍လူချင်းမင်းတို့အနေနဲ့စိတ်ဝင်စားလို့အကောက်ဖွင့်ချင်တယ်ဆိုရင်တော့500ခိုင်တော့အပေါ်လက်ဆောင်အပြင်ဖုံးပြီးကန်ဆယ်မင်းနဲ့အတူကျွန်တော်စိတ်ပါဝင်စားလို့ဖွင့်ချင်တယ်ဆိုရင်တော့ကျွန်တော်စီမှာမြင်မြန်လို့ရပါတယ် RV Live Set တဲ့တောင်ပံကစားသမားဖြစ်တဲ့ Yan Di Omanti အပါအဝင် PSG တဲ့တောင်ပံကစားသမားဖြစ်တဲ့ Bargola တစ်ဖက်မှာ Premier League ကလပ်အသင်းဖြစ်တဲ့ဒါကျွန်တော်တို့ဗောလေ Nottingham Forest အသင်းရဲ့တောင်ပံကစားသမားဖြစ်တဲ့ Morgan Gibbs တို့ကိုပါခေါ်ယူဖို့အသင်းဘက်ကစီစဉ်ထားတယ်ဆိုပြီးဖော်ပြထားတယ်ဒါအပြင်ကျွန်တော်လာမယ့်နွေ transfer window မှာအသင်းအတွက်ပေါ့လေကွင်းလယ် option တွေနဲ့ကစားသမားအသစ်တွေလည်းထပ်ဖြည့်သွားမှာဖြစ်တယ်လို့ဒါကျွန်တော်လာမယ့်ရာသီအသစ်မှာအသင်းအတွက်မလိုအပ်တဲ့ကစားသမားတွေအားလုံးကိုရောင်းထုတ်သွားဖို့ဒီပေါ့လေအသင်းဘက်ကစီစဉ်ထားတယ်ဆိုပြီးတော့မှ Sky Sport ကဖော်ပြထားတယ်ဆိုတော့အနေအထားရတော့အမှန်တိုင်းပြောရင်တော့ဒီပေါ့လေ Marcus Rashford ကတော့ Manchester United အသင်းအနာဂတ်မှာမရှိတော့ဘူး Jadon Sancho ကလည်းစာချုပ်တက်တန်းကုန်ဆုံးပြီးတော့မှအလွတ်နဲ့ drop ဖို့အခြေအနေရှိတယ်ဆိုတော့တချို့ကစားသမားတွေလည်းအပိသက်ရောင်းချမယ်ဒီထဲမှာတော့ဒါကျွန်တော်တို့ဥရောပအသင်းတွေကတောက်လျှောက်ခေါ်ယူဖို့စိတ်ဝင်စားနေတဲ့ကိုမိုတင်းရဲ့တောင်ပံကစားသမားဖြစ်တဲ့ Jesus Rodriguez ကိုတော့ Manchester United အသင်းကဥရောပအသင်းနဲ့အပြိုင်အရခေါ်ဖို့ကြိုးပမ်းသွားမယ်ဆိုပြီးဖော်ပြထားတယ်တက်20ပဲရှိပြီးတော့မှအရက်က6ပေလောက်ရှိတဲ့ဒီကစားသမားက Manchester United အသင်းအတွက်အသုံးချနိုင်မယ့်ကစားသမားတစ်ယောက်ဖြစ်နိုင်တယ်လို့ယူဆတယ် Jesus Rodriguez ကိုတော့ Manchester United အသင်းကဥရောပအသင်းနဲ့အပြိုင်အရခေါ်ဖို့ကြိုးပမ်းသွားမယ်ဆိုပြီးဖော်ပြထားတယ်ဆိုတော့ Jesus Rodriguez ကို Manchester United အသင်းကအရခေါ်သွားနိုင်မလားအောက်ကခွန်မပေါက်မှာညီကိုတို့နဲ့လွတ်လပ်စွာမှတ်ချက်ပေးကြပါတယ်ဆိုတော့ကြည့်ရှုပေးကြတဲ့ဒုတိယချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ပါတယ်မြန်မာပြည်သူပြည်သားလုံးစိတ်ချမ်းသာခြင်းကိုယ်ကျန်းမာခြင်းနဲ့အားလုံးပြည့်စုံကြပါစေအားလုံးကိုကျေးဇူးတင်ပါတယ်